အားလုံးမင်္ဂလာပါမြန်မာပြည်တွင်းမှာရှိတဲ့ဝေးလံခေါင်ပါတဲ့အရက်ဒေတာတွေကိုဘယ်လိုမျိုးကျွန်တော်တို့ရဲ့လော်လီကုန်တင်ကားဆရာကြီးတွေကနေပြီးတော့မှတက်ဆွန်ဆန်ပြစူးစမ်းရုံးကန်ရှာဖွေရလဲဆိုတဲ့ဗီဒီယိုတွေကိုတူတူကြည့်တော့ပါမယ်။မြင်ရတဲ့အတိုင်းပဲကျွန်တော်တို့မိုးရင်းကာလာဖြစ်တဲ့အလျောက်ရေများတယ်လမ်းမှာဘွက်တွေနဲ့ရှော့နေတယ်လုံးဝသွားလို့မရလောက်အောင်ကိုနော်လမ်းလှည့်ပြန်ခြင်းလောက်အောင်ကိုဖြစ်လောက်တဲ့လမ်းတွေကိုကျွန်တော်တို့ဒီတက်ဆွန်ဆန်ပြကားဆရာကြီးတွေဘယ်လိုမျိုးရုံးကန်ရလဲဆိုတာကိုတူတူစက်ကြည့်တော့ပါမယ်။ပုံနဲ့မြင်ရတဲ့အတိုင်းပဲရေချောင်းဖြတ်နေနော်ရေစီးရတန်တန်နဲ့ကားမှာနေနေနော်ဟိုဘယ်လိုကြောပဲနော်စက်ကြည့်နေပါဗျာ။ပုံစံရာဆန်ပါအထားไม่ไหวไปတယ်ကျင်းကုန်ပါရာဒီကင်းပေါ်ไปเป็นที่มาเลยชีวิตอย่างตัวมันหน่อยประมาณกระตุ้นตัวOrang kata oi, malam makan deh. Oi, nasi cinta bunda. Apa kau? Tak tahu sudah dia. Malam nak pada hian tu. Oh, okay. 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 ဟိုစင်တကောင်နဲ့ယုံနေတော့ဘယ်လိုရမှာလဲမကြောက်မလွယ်လိုက်တာစင်တနာပါနော်အော်အေးဟာခိုင်လနာကုန်တော့မှလူဆိုလို့ရှိရင်တော့နော်လေးဟိုမကြောက်ဟိုတော့ကတော့တော့မလို့မကြောက်ဘယ်လိုရမှာလဲတဲ့ခေါင်းလေးနဲ့ဟိုမလွယ်လိုက်တာဆရာကြီးတွေတားလဲလောက်ကြအောင်တားလဲခိုင်းရအောင်သူခမရဆွဲရတယ်ဟာအော်လန်ထနာနှစ်ကောင်ဆွဲပြီဗျာနှစ်ကောင်လဲမှကြည့်အောင်နှစ်ကောင်လဲမှဘယ်လိုလုပ်ယူမှတော့တော့နဲ့သုံးကောင်တော့ရမှာမကားကြီးอ่ะမလောက်ကကြည့်အောင်မလွယ်လိုက်တာဗျာလောက်စားတာနော်စက်ကြည့်လိုက်အောင်နော်ပါတယ်
ရလားဒီမလိုက်အလောက်ရတာကောင်းတယ်ဝိုင်းကြတာမခံနိုင်ဘူးလားဟောလာခဏလေးရွှေနာရီတို့လည်းရွှေနာရီ
ကျုံတစ်စီးနှစ်စီးသုံးစီးလေးစီးထွန်းဆက်လေးစီးနဲ့ဟိုနောက်ကိုပြန်တောင်းလာတာပါတော့ပါလာတယ်သူဟာသူတော့ဟိုနောက်ကဝိတ်ကိုင်နေတာမဟုတ်ဘူးမကျုံတုံးခွန်းလေးသွားတယ်မလီဟိုအယုတ်ကားလေးကြာနေမှာကျုံဆွဲလာတဲ့ဟာကြီးရနော်ကျွန်တော်တို့ဒီဒေတာဒီနေရာတွေရောက်ဖူးတဲ့ဆရာကြီးတွေတော့သိမှာပါဘယ်တကယ်ကိုရုံးကန်လှုပ်ရှားတဲ့နေရာတွေနော်ကျွန်တော်ဇက်ကိုင်းကလီမဟာမြိုင်လန်းနေတို့ရက်ဆက်တယ်ကားရနော်ဟိုဘယ်လိုပြောမလဲတကယ်ချောကားကြောကြီးတွေနော်ခိုင်းရတာကောနှမျောစရာကျွန်တော်ဂျပန်နေတော့မှကျွန်တော်ဒီဗီဒီယိုတွေပြပြီးတော့ဒီလိုမျိုးမင်းတို့ကားတွေအသုံးဝင်နေဆိုတော့ပြရင်တော်တော်အံ့ဩလာတယ်နော်သူတို့တော့ထင်မှာမဟုတ်မှကြည့်လိုက်ထုံစက်နဲ့ဆွဲရတာတွေဆင်းနဲ့ဆွဲရတာတွေလမ်းနေရနော်တကယ်ကိုကြိုးစားရုံးကန်လှုပ်ရှားနေရတဲ့ဒီကားဆရာကြီးတွေတခုတော့ပေါ့နော်မှကျွန်တော်အနေနဲ့တိုက်တွန်းချင်တာကဒီလန်ခီမှာမိုးရင်းကာလာလည်းဖြစ်လာပြီအဆဆရရကိုတရီဝရီယာလေးနဲ့တွားပြီးတော့မှနော်မိသားစုစာဝေးနေရုံးကန်ရှာဖွေလှုပ်ရှားရင်းနဲ့အခက်မတင်အသက်အန္တရာယ်တွေပြီးနိုင်ရပါတယ်ဆိုတော့လမ်းမှာလှုပ်ရှားတွားလာနေရတဲ့ကားဆရာကြီးတွေအားလုံးအန်ဒီကင်းပေးရှင်းသွားတဲ့အလိုရာခီကိုချွတ်ချွတ်မှုရောက်နိုင်ကြပါစေဒီညမှာပဲအဆုံးသတ်ခွင့်ပြုပါဗျအားလုံးကျေးဇူးတင်ပါတယ်